Hi guys ဒီနေ့မှာတော့ကျွန်တော်တို့စမ်းလဲပါလာပါပြီဒီဗီဒီယိုမှာကဲကျွန်တော်တို့အရန်အောင်မောလို့ဆိုရင်ကျွန်တော်ပြေးလာရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်မှာကျွန်တော်ရန်တယောက်ကိုရန်သွားစားနေတယ်အဲ့လည်းစမ်းက hot dog လေးစားမလားဆိုကျွန်တော်ပြောတယ်အဲ့လေးပဲပေးရမှာပါအဲ့ကျွန်တော် hot dog လေးတစ်ခုကိုစားလိုက်တယ်အဲ့ဒီမှာတော့ပြီးပါအဲ့မှာနောက်ကကောင်လိုက်တယ်ကျွန်တော်လည်းမသိဘူးကဲဒါကတော့စမ်း Anatis upgrade 1.5 ဖြစ်ပါတယ်ကဲအဲ့ကျွန်တော် bullet တစ်ခုမှလည်း spider လာနေတော့စမ်းဒီကစီးနဲ့လိုက်ရိုက်နေရပါတယ်ပြီးတော့ဒီကောင်လည်းလက်ကျော်စိမ်းရှိနေရကျွန်တော်တို့တော့ကြာတော့ပြီးတော့အဲ့ကြားထဲမှာဆန်းလေးလေးပြင်ပါတယ်ပြီးတော့သူ့ရဲ့ခွေးလေးကောင်လည်းကျွန်တော်ဆက်ပြီးထားပါတယ်ကျွန်တော်နောက်ထပ်လာနေရကြတဲ့အခါမှာတော့ဒီကလေးရှိပြင်းနေကြည့်ရတာမိုက်ခွဲအလာပြောင်းခဏခဏပြီးတော့ကျွန်တော်ဆန်းစီရတယ်တော့ပြီးတော့ဟော့တော်လေးတွေအားပြီးခဲ့တယ်ဒီမှာဟော့တော်လေးတွေလည်းတော့ကျွန်တော်လက်တော့ဝါလုံးလေးပါတော့ပြီးတော့ဆန်းတက်ခိုက်ခဲ့ပါတယ်ဒါဒီစကီလောက်ကျွန်တော်ကြည့်ရနော်အဲဒီကောင်လည်းအနာမန်နေရှိတဲ့နေရာကိုရောက်နေပါတယ်ပြီးတော့ကျွန်တော်တို့ AI တွေကိုလည်းဒီကောင်နဲ့လာပြေးပါမယ်အဲ့ဒီမှာကျွန်တော်ဒီကောင်ရဲ့အတန်မခံနိုင်ကြဘူးလေအဲ့တော့ကျွန်တော်ပြန်ပြီးခုခံနေကြပါတယ်အဲ့ဒီမှာအဲ့ကောင်စင်းရှိမှရတော့မယ်ဆိုအဲ့ကောင်ကျွန်တော်တက်ဖို့လုပ်ပါတယ်ကျွန်တော်လမ်းဆွဲကြည့်တာပေါ့အဲ့မှာကျွန်တော်စမ်းနေတယ်ကျွန်တော်လေးကြည့်ပါသေးတယ်အဲ့ပိုင်းမှာโอเคပြီးတော့ဝက်ကစမ်းဝက်ပြန်ပြီးတော့အဲ့ဒါကြည့်ကျွန်တော်ရှောင်းပြီးတော့ပြန်ချအဲ့လိုမျိုးနဲ့ကျွန်တော်လေးကြည့်နေတယ်အဲ့ချိန်မှာကျွန်တော်မိုင်းတွင်းနဲ့အဖြစ်ဖြစ်လေးတစ်ခုလည်းဖြစ်သွားသေးတယ်ဒီခြားထဲမှာကျွန်တော်အဲ့မှာမိုင်းတွင်းကြည့်ရဆိုအဲ့ဘေးမှာဒိုင်းမွန်းလေးရှိရတယ်ကျွန်တော်ဒိုင်းမွန်းလေးပြန်ပို့ပြီးတော့အဲ့ဘေးနဲ့ဟာကိုဘေးမှာပေါအောင်လုပ်တယ်အဲ့ပြီးတော့တစ်ခုချင်းစီကြည့်တူတယ်အဲ့ချိန်မှာပြက်ကကြည့်သွားဆိုတာဆိုင်းရဲ့ပိတ်ကတိရနေရပဲအားကြောင့်ကျွန်တော်တို့ရောကြီးအနေနဲ့ဆောင်းအောင် upgrade မြင်ပေးလိုက်ရတယ်။ဒါကျွန်တော်တစ်ချက်လောက်တော့ကြည့်လိုက်ရအောင်သူ့ရဲ့ပိတ်က skill test ပါတဲ့ဟာကြီးဆိုတော့လေကျွန်တော်တက်လိုက်တာပဲ upgrade ဆိုမြင်ပေးလိုက်တယ်။အဲ့မှာကျွန်တော် upgrade မြင်ပေးလိုက်တာ။အိုးတော်မိုက်သွားပြီ။မင်းကြည့်လို့ကောင်းသွားပြီ sand မင်းတော့ဘာထမိုက်သွားပြီ။ရိုက်ကြည့်လိုက်ရှည်သွားရနော်။ Okay နောက်တော့ရင်သွားကြမယ်။ Okay ကဲကျွန်တော်အိမ်မှာရောက်လာပါပြီ sandမင်းရဲ့ကြောင်ကနာမည်ပေးပေးမယ်နော်အမေဒီကောင်ဘာငင်းနေအောင်ထိုက်ပါဟောမစကလက်တိုင်းမီးလောင်တော့လန့်ငင်းနေနော်မင်းအမျိုးမဟုတ်ဘူးကအဲ့ဒါ hot style mode တယ်မင်းက hot style mode မဟုတ်မင်းကဘလီယာရှင်းပြီလားโอเคငါတို့ဒီကြောင်လေးတွေတော့ငါတို့နှိမ့်ထပ်ပေးရမယ်ကျွန်တော်တို့ဒီမှာနှိမ့်ထပ်လုပ်ဖို့အတွက်ပါယူကြအောင်โอเคဒီကြောင်လေးနာမည်ကအစင်းလေးဆိုပေးလိုက်မယ်နော် friend OYIโอเคအစလီရမလားအဲ့လိုဆိုရင်ကောင်းမယ်လို့ထင်တာပဲဘာတော့မှဒုက္ခပဲကဲကျွန်တော်နောက်တော့ထပ်ဆန်းကြည့်အောင်โอเคဒီကပြင်ဆိုင်ကြည့်ပဲ yep OIA okay OIIA okay OIIA OIIဟုတ်ပြီOII ဟုတ်ပြီကျွန်တော်ရှူကြယူလိုက်မယ်ဟိုကြောင်လေးဝင်မင်းအခုကနေစားဝင်လို့ခေါ်ရမယ်โอเคအစလေးရမလားမင်းကြောင်โอเคဆန်းမင်းကြောင်လေးနာမည်ပေးပြီနော်ငါဒီနှိမ့်ထက်လေးပြန်ထည့်ထားလိုက်မယ်ကဲကွာငါတို့အသက်ကအောက်မှာပေါ်အပေါ်မှာပေါ်နေတယ်ဒုက္ခပဲငါတို့အောက်မှာပေါ်တဲ့ဟာဘယ်ထဲမှာပါလဲငါမင်းကကြောစတင်နဲ့ဝင်ပြီးအောက်မှာပေါ်အောင်လို့သွားလုံးမှာပဲဖြစ်ပါတယ်โอเคအော်ငါတို့ဒါမှမလို့ကိုလိုဘယ်နှမ်းမှမသိလားကျွန်တော်မေ့နေအော်ဒီမှာဟုတ်ပြီဒီကျွန်တော်ကတော့အောက်မှာပေါ်လာပါပြီအဲ့မှာဆောင်းရပါအစ်နဲ့တူမောခွေးတည်ကြီးနဲ့တူတယ်ဟိုကျွန်တော်တို့အခုဆိုရင်တော့response ချတဲ့အကြောင်းညဘက်တရားမျိုးကျွန်တော် response ချလိုက်မယ်โอเคဒီညတော့အဲ့ဒီမှာပါဟင်ကျွန်တော်တယောက်ထဲလဲအဲ့လိုရရမောထည့်ထားတာအဲ့အကြောင်းပဲကျွန်တော်တယောက်နဲ့အစီအဲ့လိုရပါโอเคဒီကြောင်လေးကတော့ဘာလို့ဒီမှာစိုက်ကြည့်ကျွန်တော်ဒီလေကားထည့်မယ်ငါတို့ HP ဘူးတွေငါတို့ဖောက်ကြအောင်ငါတို့မှာ HP ရဲ့ရန်နေနေတယ်အဲ့ဒါတော့ကိုင်းတက်ပြီးတော့လေမိတ်ကြီး AI တို့တယောက်သွားတယ်ကျွန်တော်တို့ရဲ့ AI တွေကျွန်တော်ပြန်ရှာကြရမယ်သူဘယ် server လဲများရောက်သွားမှာဒီ server ထဲမှာလုံးဝမရှိတော့ဒီဆိုင်သူဘယ်ရောက်သွားမှာမသိဘူးကဲကျွန်တော်တို့ဒီနားလေးမှာ village တစ်ခုရှိရယ်အဲ့ village ကိုကျွန်တော် design ခတ်ရမယ်အဲ့ design ခတ်ပြီးရင်တော့ကျွန်တော်တို့
ဟိုကျွန်တော်တို့ရဲ့ငယ်ချင်းတွေဖြစ်တဲ့ AI တွေကိုကျွန်တော်သွားရှာကြအောင်မဖြစ်ပါဘူး။တက်ဆန်အဲ့အိမ်ထဲမှာနေကြအောင်မင်းကြောင်နေပြီ။ဒီကောင်ကြီးက upgrade မြင်သွားတယ်အရင်ကမှကျန်းတော့မှာအားကြောင့်ကျွန်တော်အိမ်မှာနေခိုင်းလိုက်တာ။ Okay နားလမှာအယိုးကြီးလာငါတို့တွေ့ရခုနကဟိုဆန်းလေသူ့မျိုးတွေထင်ပြီး၆ကြည့်နေကိုလိုဆန်းဆိုတာမွားလိကျတဲ့ဆန်းပြောမှာမဟုတ်ပါဘူးပြီးတော့ဟိုဆန်းနေပြောမှာမဟုတ်ပါဘူးပြီးတော့ဆန်းသားပြောမှာမဟုတ်ပါဘူးကျော်ပြောနေတဲ့ဆန်းစစ်ကလစ်တဲ့မှာပဲโอเคကျွန်တော်တို့ခွေးလေးတစ်ကောင်လဲလမ်းမှာတွေ့လို့ဆိုရင်အယုတ်တစ်ချောင်းနဲ့ကောက်ပြီးတင်းလို့လိုက်တာတန်းရသွားတယ်ဟုတ်ပါတယ်ဂျင်းတော့မဟုတ်ပါဘူးတကယ်ပြောပါဒါပေမဲ့ record မဖွင့်ထားလိုက်မိဘူး record ဖွင့်ထားတယ်ထင်ပြီးကျွန်တော်တင်းသွားလို့လိုက်တာကောင်းတော့အိမ်မှာโอเคကျွန်တော်တို့အခုဒီတိုင်းကိုပဲကျွန်တော်တို့တိုင်းခံပါဟောဒီတိုင်းကိုတိုင်းခံပါဟိုရောဒီ village ကိုကျွန်တော်တိုင်းခံပါပဲဒီပါကျွန်တော်တော့ဆက်တော့အလိုက်ထွားလေးနည်းနည်းလောက်ပတ်စီကြရအောင်ကျွန်တော်အပြင်းပြေโอเคကျွန်တော်တမန်မောနေပြီဟဲ့အောင်ဟိုကောင်တယောက်ရောဟိုမှာရှိရမင်းအိမ်မှာပဲနေနော်အလိုက်ထွားလေးနည်းနည်းလောက်စီးလောက်အောင်မယ်အပြင်းပြေโอเค 1 2 3ကနေနဲ့ဝင်ကြုံတော့တစ်ချက်လေးဖုတ်ခနဲ့ပြောက်သွားမှာကုလို့ Minecraft movie ကြည့်ဘူးကြလားကြည့်ဘူးကြရင်ကောင်းမှရေးခဲ့ကြပါ Minecraft movie ကြည့်ဘူးလို့ဆိုတော့ Minecraft movie 2ထွက်ပါတော့မယ်ခင်ဗျာ2028လားတခွန်လားမသိအခုထွေလာတော့ထွက်ထားပါပြီကုလို့မယုံရင် Minecraft movie 2ဆိုပြီးရိုက်ချကြည့်လိုက်ပါYouTube မှာထိပေါ့အဲ့ညာထွေလာကြီးတက်လာပါလိမ့်မယ်ကဲအဲ့ Minecraft movie အောင်နည်းနည်းထွက်စေခြင်းနေပြီတော့ movie 1တော့မှအရင်ကကြည့်လို့ကောင်းတယ်ကဲကျွန်တော်တို့ဒီဘောကတော့တင်ပြီအခုကျွန်တော်တို့ဒီတပင်နဲ့ခုတ်ကြမယ်ကျွန်တော်ဘယ်လောက်ထိတိတ်တွေခေါက်ရမှာမသိဘူးโอเคကျွန်တော်တို့တော်တော်ကြာတော့မှာပဲဟိုကောင်လေးတော်တော်ကြာသွားပြီကွာအဲ့ကောင်လေးငါမေ့နေ AI တို့အကောင်းရှာသေးအဲ့ကောင်လေးဘယ်ရောက်သွားမှမသိဘူးကွာဟိုဆာဝါနဲ့ဝင်စော်နေတယ်ကျောင်းအိမ်မှာဆာဝါနှစ်ခုပဲရှိတာသူဆာဝါနဲ့မဝင်လာမသိဘူးမသိပါဘူးကျောင်းညီရဲ့ဆာဝါတော့တစ်ချက်ဝင်ကြည့်ရင်ကောင်းတယ်ဒီဇိုင်းဆောက်ပြီးသူကအဲ့ထဲမှာရှိမှာပေါ့နော်ခုလို့ကျွန်တော်ရဲ့ဟာခေါ်ဒီထောင်ကိုကြိုက်ကြပါလားခုလို့တော့ကျွန်တော်ကတော့အကောင်းဆုံးဗီဒီယိုချအောင်လုပ်ပေးထားပဲဒီဗီဒီယိုမှာတော့ intro ကောင်းလေးနဲ့ကျွန်တော်လုပ်ပေးထားပါတယ်ခုလို့ကြိုက်နေကြအောင်လို့ညွှန်လို့ပါတယ်โอเคကျွန်တော်တို့အခုတရားတော့အပြီးတက်နေပါတယ်ကျွန်တော်တို့ဒီတော့ကြာတော့ပြီကျွန်တော်တို့ AI နဲ့လည်းဒီတိုင်းလေးရင်တက်ဆက်အောင်မယ်တော့ဘယ်ညရောက်နေကြမသိဘူးစာပါညမဝင်ဆော်နေတာအားလုံးကျွန်တော်လည်းမသိဘူးဗျာဒါပြီးရင်တော့ကြောညီရဲ့စာပါရဲ့နဲ့သူတို့ရောက်နေမလားမသိဘူးကျွန်တော်တက်ဆက်ကြအောင်မလို့ပါအမို့နင်းနေကြနေပြီโอเคနင်းကြောင်လို့ရောကွာညီမလိုရွက်လို့ရတော့မယ်ဆောင်းမကြိုက်ဘူးโอเคကဲကျွန်တော်အခုဒီပေါ်တက်ဖို့တော့ပတ်ကွမ်းလေးကလောက်ကြရအောင်ဒီကနေပြီးတော့ကျွန်တော်တို့ပတ်ကွမ်းဆော့ပြီးတော့အပေါ်တက်မှာပေါ့ကျွန်တော်လည်းပတ်ကွမ်းကြိုက်တယ်လေကျွမ်းတော့မကျွမ်းပါဘူးကိုလိုနေရမှာပါကျွန်တော်ပတ်ကွမ်းသိမကျွမ်းဘူးဆိုတာโอเคကျွန်တော်ဒီဘက်အတွက်ဒီဘက်အထဲထဲပြန်ဝင်ကြတော့ကျွန်တော်လောက်အောင်မယ်နော်ကျွန်တော်အထဲအတွက်နောက်ထပ်လေးကလေးတစ်ခုတော့လုပ်ကြရအောင် Yep ကဲကျွန်တော်တို့ရဲ့ဒီပတ်ကွိုင်းလောက်တာတရက်ကုန်သွားပါတယ်ဟာကောင်းတော့အောက်နေကြကျွန်တော်အသွေးလဲတဝက်ကျိုးနေပါပြီကျွန်တော်ဒီ flip ဒီဇိုင်းလုပ်ခဲ့တာဟိုဘက်ကပြုတ်ကြလိုက်ဒီဘက်ကပြုတ်ကြလိုက်နဲ့အဲ့လိုဖြစ်သွားတာပါကဲကျွန်တော်အခုတော့ဟိုဘက်ခွန်လိုက်ဒီဘက်ခွန်လိုက်ပဲပုံမှန်တိုင်းမှာပဲဒါတော့ကဲဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ဆိုင်းရဲ့အကောင့်what နော်ငါတို့ဒီကတော့လေးရက်ဖြတ်သွားတယ်ဟောအေးလက်ဆက်တော့ကြောင်မဲရှိရဖြတ်သွားတယ်ကံမကောင်းဆိုကျွန်တော်ကြားဘူးလို့ရှိတယ်ကျွန်တော်ကန်ဆိုးအောင်မလားမသိဘူးဗျာစကပုံတိုင်းပဲအကိန်းထဲမှာတော့ကန်ဆိုးလို့ပေါ့နော်စင်တာပဲလေတွေးရတော့တော့ကျိုးနေတွေးဘလို့ထအောင်မှမသိဘူးတို့နဲ့တော့နဲ့ပြန်လာမလားမသိဘူးတွေးဇက်ကမပြောရကောင်းမယ်ပြောရင်ပူဆိုးသွားတယ်လေ
ကဲစားမညာဘက်တွေကောင်းကောင်းအိတ်တယ်မလားအဲ့ရနှလုံးတော်မလားအေးစေးအိတ်လို့ရတယ်ပြောမှမင်းတော်မီးဖို့လေးပါထားပေးထားတယ်ကဲငါတို့ငါပေါ်ပြပါဦးငါအာယုံကစောက်မို့ငါအာယုံနဲ့ဒီမှာထားတာမဟုတ်ဟောငါမမိပြီငါလက်ဆက်တော့ငါမမိပြီစမ်းငါအာယုံခေါ်ရနေစောက်ဖို့ငါအာယုံနဲ့တွားယူလာမှာနော်ဖလစ်ထဲမှာထားဖို့အာယုံခေါ်ရနေဒီလိုလေတော့ဒီ glass ရဲ့အောက်မှာပါကျွန်တော်တခြားမှတ်ထားပါတယ်ဟုတ်တော့မန်တီတိုင်းပေါ်လာโอเคကျွန်တော်လေးဝနေရမစိုးမလားโอเคကျွန်တော်အခုpumpkin iron block ဆေးရပြီကျွန်တော် copper set လေးရှိရယ်ကျွန်တော်အပေါ်ပြန်တက်မယ်အဲ့ဒါလေးပြန်ထားမယ်ကျွန်တော်ပြီအကြငယ်တော့ပြင်ဆင်တော့လည်းမယ်ကဲကျွန်တော်အခု village ထဲကိုသွားရပါမယ်ငါတို့တော့ကျွန်ချင်းတော့ကုန်သွားပြီဟို AI နေရတယ်ဗီဒီယိုတော်တော်များများမှသူတို့ပါတယ်ဆိုမှအခုဗီဒီယိုမှာဘာလို့မပါဘူးမသိဘူးဟုတ်ပါထိုက်ပါကျွန်တော်ဖုန်းမဲ့အားကောင်းရောငါပကွန်စပီကြတာကဲကျွန်တော်ခုံရမယ်ငါအလိုက်ဖိုင်းညခုံရတာမဟုတ်လားမသိဘူးကျွန်တော်အလိုက်ဖိုင်းချွတ်ထားလိုက်မယ်အဲ့မပူခုံတော့ကွာဘာကျဲဝင်လို့မဟုတ်ဒီကောင်ကစနေနေ့ရှောက်ဝင်တော့နော်โอเคကျွန်တော်အခုခုံမဲ့ကဲကျွန်တော် channel subscribe လုပ်ပြီလားမလုပ်ရသေးကျွန်တော်ပကွန်ခုံလို့မျိုးကိုလိုရလဲ subscribe လုပ်ကိုနှိပ်ပေးပါပကွန်လို့ဟိုဘက်တစ်ခါပြန်နေလဲဟိုကပြန်နေလဲတော့မလုပ်ပါနဲ့โอเคiron block ဘာလို့မရအောင်ငါတုံးတော့ကုန်သွားကွာအော်ဒီမှာရပေါ်လိုက်ကျွန်တော်စောက်ရအောင်โอเคโอเคငါရပြီဒီ iron ဘာဖြစ်iron ကစကြိုးရငါလုပ်လိုက်ရကောင်းရောပြန်ချက်ပြီးပြန်ဆောက်ပေးတယ်โอเค1 2 3ကောင်းရောနော်ဒီပေါ်ကနေလောက်တာကောင်းမယ်အဲ့ဆိုရင်that ပြန်တင်နေ what ဘာဖြစ်လို့လဲဟောအောက်ကနေနေဟောကဲကျွန်တော်ကအိုင်းခေါ်ရင်တကောင်က error တက်ပြီးတော့မရတော့ပါဘူးကျွန်တော်ဘယ်လိုဖြစ်သွားမှမသိပါဘူးကျွန်တော်အခုနောက်တစ်ကောင်ထပ်ဆောက်ကြပါမယ်ကျွန်တော်ဒီကောင်ကတော့ error တော့မတက်တော့ပါဘူးအခုနကအောက်ကဟိုလက်အောက်မှာနှင်းနေရှိနေတော့ကျွန်တော်မရလိုက်ပါဘူးဒီကတော့ဒေသလေးကြီးတို့ငါနှင်းနေချက်ထားအောင်မဟုတ်တယ်နှင်းနေချက်ရမယ်โอเคဟုတ်ပြီကျွန်တော်ဖန်ကင်းကိုကျွန်တော်ခေါင်းပေါ်မှာတင်ရမယ်ကျွန်တော် iron ကနှစ်ကောင်ဆောက်မှဆိုတော့โอเคကျွန်တော်ဒီထားလိုက်မယ်ဒီဖန်ကင်းတစ်ကောင်iron ကတစ်ကောင်ဟိုခုနကတော့ iron ကစက်ကြိုးอ่ะအခု iron ကစက်ကြိုးတော့မဖြစ်ဘူးโอเคဒီလုံးโอเคရပြီကျွန်တော်တစ်ကောင်တော့ထည့်ရပြီဟိုတစ်ကောင်ဟိုမှာ6ကြီးလမ်းနေနေအဲ့ဒါမဟုတ်โอเคကျွန်တော်အခုခုနကြောင်ကကျောင်းရှိမှဖြတ်သွားလို့လားမသိဘူးတော့သွေးသုံးနဲ့အိန္ဒိယလာရတယ်ဆန်ငါသွေးသုံးမရှိတော့ရေငါချက်ထဲငါတို့ရှာထားတဲ့အသားလေးနဲ့နိုင်အောင်မယ်နော်ကျွန်တော်စက်သားပဲကြိုက်တယ်ဆိုတော့စက်သားပဲလိုက်စီထားတာကျွန်တော်က chicken banana ကိုကြိုက်တယ်လीနော်အဲ့တော့ chicken တွေပဲလိုက်စီထားတာအေးလက်ဆက်တော့မင်းတို့ကငါညီရဲ့စာပါထဲမှာဝင်ပြီးတော့ရောက်နေကြပဲမင်းတို့ကောင်းနေကွာလို့ဒီနေရာကြီးဘယ်ပြောင်းနေရလဲငါတို့ဟာခေါ်လို့နေရလေမေ့သွားပြီလားဒီတစ်ထောင်ညလုံးလေโอเคကဲကျွန်တော်ဟိုကောင်လေးကိုပြန်ခေါ်လိုက်ပါပြီကျွန်တော်စာပါလေးကိုလာခဲ့လို့ကဲဒီကောင်ကိုလည်းကျွန်တော်ပညာပေးရမယ်လာစမ်းရောโอเคဒီကောင်ကိုကျွန်တော်ဓာတ်နဲ့မခုတ်တော့ပါဘူးသူများနဲ့သူတီအောင်ဖြည်းဖြည်းချင်းလုပ်လိုက်မယ်โอเคဟုတ်ပြီကျွန်တော်ဟိုဘက်မှာဟိုမှာကျွန်တော်သွေးသုံးနဲ့ပြင်ဖြစ်တော့ပြင်ပြီဟိုပေါ်ကြည့်ကြဒီပေါ်ကြည့်ကြနဲ့ကဲတော့ကိုရပဲစားကြမယ်ကိုရပဲစားပြီးတော့ကျွန်တော်တို့โอเคဒီစမ်းတွေကဟောစမ်းနေအောင်ရှိတယ်ကဲအရင်တော့ငါမင်းတို့မိတ်ဆက်ပေးမယ်ဒီကောင်ကကဲထိုက်ပါမင်းတို့ဘာစကားပြောကြပါတော့ငါဗီဒီယိုလေးတော့ရှိသွားပြီကွာโอเคငါတို့မိုးရဟိုမှာနေနေကြနေပြီကဲပိုက်ဖုန်းမှာတည်ပြကြ